ပညာကိုစိတ်ဝင်စားတယ်လေးလာခြင်းနဲ့ဘယ်လိုကနေဘယ်လိုလေးလာရမှာမသိတဲ့သူတွေနောက်ပြီးမခေရဲ့အကောက်ထဲမှာပေါ့နော်စပညာနဲ့ပတ်သက်ပြီးတော့ရန်ဝါသနာကြီးရဲ့ရန်လှုပ်ချင်နေတဲ့သူတွေတချို့လည်းရှိတယ်ဒါကြောင့်မို့လို့ဒီနေ့မှာတော့ရွှေကိုအခြေခံကြစုံကနေစလေ့လာမယ်ဆိုရင်ရွှေပေါင်းချင်းနှုတ်ချက်ကနေစပြီးလေ့လာရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့မှာတော့ရွှေပေါင်းချင်းပု္ပ္ပာလေးတွေကိုတင်ပေးလိုက်တာဖြစ်ပါတယ်ရွှေမှာဆိုရင်ကြက်ပဲရွေး point ဆိုပြီးတော့၄နေရာရှိတာပါကြက်မှာ16ပဲရှိတယ်တပဲမှာ8ရွေးရှိတယ်တရွေးမှာ10 point ရှိပါတယ်ဒါကြောင့်မို့လို့9နဲ့9နဲ့ပေါင်းတယ်ဆိုရင်တော့ဒီကျတို့က16ရပါတယ်16ဆိုရင်တော့16 point ဆိုတော့တရွေးမှာဆိုတရွေးမှာ10 point ရှိတဲ့အတွက်ကြောင့်10 point ကိုနှုတ်လိုက်ပြီးတော့6 point ပဲကျန်ခဲ့မှာပေါ့နော်ဒါဆိုရင်တရွေးကိုဒီကိုသွားမယ်ဒီကိုသွားတဲ့ခါကျတရွေးနဲ့ဒီ9ရွေးနဲ့ပေါင်းတော့6ရွေး6ရွေးနဲ့3ရွေးနဲ့ပေါင်းတော့9ရွေး9ရွေးဆိုတော့တပဲမှာ8ရွေးရှိတဲ့အတွက်ကြောင့်8ရွေးကိုနှုတ်လိုက်တော့တရွေးကျန်ခဲ့မယ်နောက်ပြီးရင်ဒီတပဲကိုသွားမှာပါတပဲသွားမယ်ဆိုရင်တော့ဒီတပဲနဲ့ဒီတပဲနဲ့ပေါင်းတော့2ပဲ2ပဲနဲ့3ပဲနဲ့ပေါင်းတော့5ပဲရမှာဖြစ်ပါတယ်ဒါဆိုရင်3ချက်နဲ့2ချက်နဲ့ပေါင်းတော့5ချက်ပါသူ့အဖေက5ချက်5ပဲတရွေး6ပွိုက်ရမှာဖြစ်ပါတယ်ဒီတေကေတာလေးတွေကချက်တေကေတာပဲတေကေတာရွေးတေကေတာပွိုက်တေကေတာဖြစ်ပါတယ်တေကေတာလေးတွေကိုရေးတဲ့ဗီဒီယိုဖိုင်လည်းအရှိမတင်ပေးဖို့တယ်ပေါ့နော်တကယ်တော့ဒီ TikTok ရဲ့အကောက်ကကြတော့ဟိုအောက်ကိုရောက်သွားတဲ့အခါကျတော့မပေါ်တော့ဘူးဖြစ်တယ်ဒါကြောင့်မို့လို့နောက်တစ်ခါကျလို့ရှိရင်တော့နောက်ဗီဒီယိုဖိုင်မှာရေးတဲ့တေကေတာလေးတွေကိုရေးပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီမှာ9နဲ့9နဲ့ပေါင်းတော့18 point ရှိတယ်10 point မှာတရွေးဆိုတော့10ကိုနှုတ်ပလိုက်တယ်10 point ကို point နေရာမှာထားခဲ့ပြီးတော့ဒီမှာတရွေးရောက်လာမယ်တရွေးနဲ့3ရွေးနဲ့ပေါင်းတော့4ရွေး4ရွေးနဲ့4ရွေးနဲ့ပေါင်းတော့8ရွေးတပဲမှာ8ရွေးရှိတဲ့အတွက်ကြောင့်3ညရေးပြီးတော့တပဲသွားတင်လာမှာဖြစ်ပါတယ်အဲဆိုရင်14 15ပေါ့နော်15ပဲသူက16မပြည့်ဘူးဆိုရင်တကြမ်းမပြည့်တဲ့အတွက်ကြောင့်ပဲနေရာမှာပဲရှိနေမယ်နောက်ပြီးတော့လို့ရှိရင်6ချက်ပါအဲဆိုရင်တော့6ကျန်15ပဲ0ရွေး8 point ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒါကကြတော့6 point 6 point 4ရွေးနဲ့4ရွေးနဲ့ပေါင်းတော့8ရွေး8ရွေးဆိုတော့တပဲ0ရွေးရေးပြီးတော့တပဲသွားတင်ရမှာဖြစ်တယ်10ပဲ17ပဲပေါ့နော်တစ်ချက်မပြည့်သေးဘူးဆိုရင်ကျက်နေရတိုးလို့မရသေးဘူး16ပြီးမှကျက်နေရတိုးရမှာဖြစ်တယ်ဒါကတစ်ချက်ပေါ့သူ့အပြေကတစ်ချက်17ပဲ0ရွေး6 point ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီဟာပေါ့4နဲ့9နဲ့ပေါင်းတော့17 point ပေါ့နော်17 point တဲကတရွေးမှာ10 point ရှိတဲ့အတွက်ကြောင့်10ကိုနှုတ်ပလိုက်ပြီးတော့1 point ရေးထားခဲ့မယ်10 point ကဒီတရွေးကိုရောက်သွားမယ်အဲဆိုရင်တရွေးနဲ့ပေါင်းတော့9ရွေး10ရွေးပေါ့နော်တပဲမှာ8ရွေးရှိတဲ့အတွက်ကြောင့်10ရွေးတဲကနေ8ရွေးနှုတ်လိုက်မယ်အဲဆိုရင်2ရွေးကျန်ခဲ့မယ်8ရွေးနှုတ်ထားတဲ့တပဲကဒီကိုရောက်ပဲနေရာရောက်သွားပြီးတော့10ပဲ17ပဲပေါ့နော်သူက16ပဲမပြည့်တဲ့အတွက်ကြောင့်ကျက်နေရာသွားလို့မရဘူး17ပဲနေရာပဲနေရာမှာပဲရှိမယ်ဒါကကြတော့6ကျက်ကတော့ကျက်တလောက်တိုးလို့ရတယ်ဒါဆိုရင်တော့ဒီဟာလေးပုတ်ကလေးကိုတွက်ပေးပြီးတော့